Aries ဟုတ်တော့ Aries makeup နဲ့မလိုက်ဘူးထင်တယ်ကဲ Aries makeup လေးစလိုက်ရအောင်နော်အရင်ဆုံး primer လေး toner လေးကိုဖြန်းလိုက်မယ်ပြီးတော့ပုတ်လိုက်ပါမယ်နော်ပြီးရင် moisture လေးကိုလိမ့်လိုက်ပါမယ်ရှင် moisture လေးလိမ့်ပြီးသွားလို့ရှိရင်တော့ primer လေးကိုလိမ့်လိုက်ပါမယ်နော် primer လေးကိုလိမ့်ပြီးသွားလို့ရှိရင်တော့အကိုနဲ့အသားရောင်နဲ့လိုက်ဖက်တဲ့ foundation လေးပါနော်ကျမကတော့နံပါတ်3လေးလိမ့်ပါတယ် foundation လေးကိုယူပြီးတော့ခါကြတော့လက်ကလေးနဲ့အရင်ဆုံးနှံ့အောင်လုပ်ပြီးတော့တိုးဖက်လေးနဲ့လိုက်ပြီးတော့ပုတ်လိုက်ပါမယ်နော်နှာခေါင်းကြားတွေမကြမ်းအောင်ပေါ့နော်အကုန်လုံးတေချာလေးနှံ့အောင်လို့လိမ့်ပြီးပါမယ်လက်ကလေးနဲ့အရင်ဆုံးဖြန့်ပြီးမှတိုးဖက်လေးနဲ့လိမ့်ပေးရပေါ့နော်အဲ့ဒါဆိုရင်တော့ make up လေးကပို့ပြီးတော့အဆင်ပြေပေါ့နော်ထူထူကြီးမဖြစ်တော့ဘူးပြီးရင် concealer လေးလိမ့်ပါမယ် concealer လေးကိုမျက်လုံးအောက်လေးရဲ့နှာခေါင်းထိပ်နှာခေါင်းအလဲနှစ်ဖူးအလိုနေရာလေးတွေမှာလိမ့်ပြီးတော့ make up နဲ့တသားလေးကြအောင်လို့ပုတ်လိုက်ပါမယ်ပြီးရင်နာရန်လေးဖော်မယ်နော် browser လေးလည်းချပါမယ်ပြီးရင်အဲ့ဒါလေးကိုတိုးပတ်လေးနဲ့လိုက်ပြီးတော့ဖြန့်လိုက်ပါမယ်နော်ပြီးသွားလို့ရှိရင်တော့ပါနီလေးအတွက်အညူရောင်လေးနဲ့ပေါ့နော်နီညူရောင်လေးပေါင်းပြီးတော့ပေါ့နော်သုံးပေးထားပါတယ်အဲ့ဒါလေးကိုလိုက်ပြီးတော့ပုတ်မယ်ပေါ့နော်ပုတ်ပြီးသွားလို့ရှိရင်တော့တိုးဖက်လေးနဲ့လိုက်ပြီးတော့ကြီးလို့ကောင်းလို့လုပ်လိုက်မယ်ပြီးရင်ပေါင်တာလေးသုံးပါမယ်နော်ပေါင်တာလေးကိုတော့မျက်လုံးအောက်နှာခေါင်းအားလုံးအနှံ့ပေါ့နော် brush လေးနဲ့လိုက်ပုတ်လိုက်ပါမယ်ပြီးရင်မျက်ခုံးမွေးလေးဆွဲပါမယ်နော်မျက်ခုံးမွေးက Aries ရဲ့မျက်ခုံးမွေးလေးကလုံးဝတန်းတန်းလေးပေါ့အဲ့လိုပုံစံလေးအဲ့တော့နှစ်ဖက်လုံးကိုမျက်ခုံးမွေးလေးခဲတံလေးနဲ့ဆွဲလိုက်မယ်ဆွဲပြီးသွားရင်တော့ချလိုက်ပါမယ်ပြီးရင်အညူရောင်အဖျော့လေးကိုပေါ့နော်ခြေလိုက်မယ်အပေါ်အောက်ပေါ်အရင်ဆုံးခန်းရောင်လေးနဲ့ခြေလိုက်ပါမယ်နော်ပြီးရင်အဲ့ထက်တစ်စင်းရင်တဲ့အရာကိုအနောက်တောင်လေးကနေပြီးတော့ခြေလိုက်မယ်အောက်ကိုလည်းအောက်တောင်လေးထိပဲခြေလိုက်ပါမယ်နော်ပြီးသွားလို့ရှိရင်လုံးဝအညူရောင်ရင်းရင်ကိုအနောက်တောင်လေးမှာခြေပြီးတော့မခဲသွားအောင်လို့ဖြန့်ရပါမယ်နော်နှစ်ဖက်လုံးဖြန့်ပြီးသွားပြီဆိုလို့ရှိရင်တော့အရှိမ glitter လေးထည့်လိုက်မယ်မျက်လုံးအောက်မှာပြီးတော့နှာခေါင်းထိပ်ရဲ့နှာခေါင်းအလယ်လေးမှာလည်းထည့်လိုက်ပါမယ်နော်ပြီးသွားလို့ရှိရင်တော့နှလုံးတောက်လေးကိုညူညူလေးရချင်တာမို့လို့အညူရောင်လေးနည်းနည်းထပ်ဖြည့်လိုက်ပါမယ်နော်ပြီးသွားရင်အိုင်နိုင်တာလေးကိုချွန်ချွန်လေးနဲ့ပေါ့နော်လို့ fog eye လို့ပုံစံမျိုးလေးဆွဲပါမယ်နော်အရှိကိုလည်းချွန်ချွန်လေးထုတ်လိုက်ပါမယ်eyeliner ကိုနှစ်ဖက်လုံးဆွဲပြီးသွားလို့ရှိရင်တော့ mascara လေးကော့မယ်ပေါ့နော် mascara လေးကော့မယ်အဲ့နေရာမှာမျက်တောင်ရှိရဲ့လူဆိုရင် mascara လေးကော့ရုံနေရပါတယ်နော်ကျမတော့မျက်တောင်ကမရှိတဲ့အတွက်ကြောင့်မလို့မျက်တောင်အတူတပြင်းချင်းတက်တဲ့ဟာလေးကိုတက်လိုက်ပါမယ်နော်နည်းနည်းရှိပြီးထူတဲ့ဟာလေးကိုတက်လိုက်ပါမယ် eyeliner နဲ့လိုက်ဖက်သွားအောင်လို့နှစ်ဖက်လုံးကိုတက်ပြီးသွားပြီဆိုလို့ရှိရင်တော့ပါနီလေးကိုနည်းနည်းလေးဖြန့်လိုက်ပါမယ်နော်ပြီးရင် lip liner လေးမရှိတော့မျက်ခုံးမွေးဆွဲရလေးနဲ့ lip liner အညူရောင်လေးဆွဲလိုက်ပါမယ်နော်ပြီးသွားလို့ရှိရင် 3CE တဲ့က speak up ဆိုတဲ့အရာလေးဆိုလိုက်ပါမယ်ပြီးရင်တော့ Aries ရဲ့ပြင်ဆင်မှုလေးကတော့ပြီးသွားပါပြီအားလုံးပဲလိုက်ပြီးတော့ပြင်ဆင်ကြည့်ကြပါနော် What the heck များတိုင်း It's okay because it's Aries my Aries